ဘိုက်ကအမြဲတမ်းတင်းကယ်နေတာဝမ်းချုပ်တာဒါမှမဟုတ်အလွယ်တကူဝမ်းပြတ်တတ်တဲ့ပြဿနာတွေကိုခံစားနေရပါသလားဒါတင်မကပဲအသားအရည်တွေမွေးချောက်ပြီးဝက်ချံတွေခဏခဏထွက်လာတာကိုခံအားကျပြီးအလွယ်တကူဖျားနာတတ်တာတွေဟာတင့်ရဲ့ဦးလန်းချောင်းထဲမှာအစိတ်အတောက်တွေအယမ်းများနေပြီဆိုတဲ့သတိပေးချက်တွေဖြစ်ပါတယ်မင်္ဂလာပါ Tips for Health Channel ကနေကြိုဆိုပါရစေဆေးပညာရှင်တွေကကျွန်တော်တို့ရဲ့ဦးလန်းချောင်းကိုဒုတိယဦးနှောက် second brain လို့တင်စားကြပါတယ်။ဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်80%ကဦးလန်းချောင်းထဲမှာရှိနေလို့ပါပဲ။ဒီနေ့မှာတော့ညဉ့်ညမ်းနေတဲ့ဦးလန်းချောင်းကိုဆေးဝါးတွေအားကိုးစရာမလိုပဲအိမ်မှာအလွယ်တကူရနိုင်တဲ့တဘာဝအစားအစာ3မျိုးနဲ့ဘလို့ပြန်လေတန့်စင်ရမလဲဆိုတာကိုဖော်ပြပြီးသွားပါမယ်။ ပထမဆုံးတန့်စင်ပေးမယ့်အစားအစာကတော့တင်းဘောသီးမှဲ့ပါတင်းဘောသီးဟာဦးလန်းချောင်းအတွက်သဘာဝရဲ့တမျက်စီးတစ်ချောင်းနဲ့တူပါတယ်သူ့မှာပါပိန်းလို့ခေါ်တဲ့အထူးအင်ဇိုင်းတစ်မျိုးပါဝင်လို့အစာအိမ်ထဲမှာမကြည်ညက်ပဲကြံနေတဲ့အသားဓာတ်တွေကိုလွယ်လွယ်ကူကူခြေဖြတ်ပေးပါတယ်ဒါအပြင်ရေဓာတ်နဲ့အမြင့်ဓာတ်အလွန်ကျွယ်ဝတဲ့အတွက်ဦးနှရံတွေမှာကန့်ညိနေတဲ့အစိတ်အတောက်တွေနဲ့မလိုအပ်တဲ့အညစ်အကြေးတွေကိုအလွယ်တကူစွန့်ထုတ်ပေးနိုင်ပါတယ်ဒါကြောင့်မနက်စာစားတဲ့အခါတိုင်းတင်းဘောသီးမှဲ့တစ်စိမ့်လောက်ကိုပုံမှန်စားပေးပါဒုတိယအစားအစာကတော့သဘာဝဒိန်ချင်းပါအညစ်အကြေးတွေရှင်းထုတ်ပြီးရင်ဦးလန်းချောင်းကိုပြန်လည်တိဆောက်ဖို့လိုပါတယ်ကျွန်တော်တို့ဦးလန်းချောင်းထဲမှာအစာတွေကိုခြေဖြတ်ပေးတဲ့ဘက်တီးရီးယားအကောင်းလေးတွေ probiotics တွေတန်းထောင်ချီရှိပါတယ်ဒိန်ချင်းဟာအဲ့ဒီဘက်တီးရီးယားအကောင်းလေးတွေကိုဓာတ်ရိုက်ပြန်လည်ဖြည့်တင်ပေးပါတယ်ဒိန်ချင်းပုံမှန်စားပြီးခြင်းကအစာမကြည်တာလီပွားတာတွေကိုချက်ချင်းသက်သာစေပြီးကိုယ်ခံအားကိုပါအံ့မခမ်းမြင့်တက်လာစေပါတယ်အရေးကြီးဆုံးသတိထားရမှာကတကြားတွေအယောင်တွေအများကြီးထည့်ထားတဲ့အချို့ရည်ဒိန်ချင်းကြီးမဟုတ်ပေတဘာဝအတိုင်းဖောက်ထားတဲ့ဒိန်ချင်းစစ်ကိုသာရွေးချယ်စားသုံးရပါမယ်တတိယအစားအစာကတော့ဂျင်းပဲဖြစ်ပါတယ်ဂျင်းဟာအစာအိမ်နဲ့ဦးလန်းချောင်းရောင်ရမ်းခြင်းကိုအမြန်ဆုံးတက်တာစေတဲ့တဘာဝဆေးစွမ်းကောင်းပါအစာအိမ်နဲ့ရောက်လာတဲ့အစားအစာတွေကိုဦးလန်းချောင်းနဲ့အမြန်ဆုံးရောက်ရှိသွားအောင်ဂျင်းကကူညီတွန်းအားပေးပါတယ်ဒါကြောင့်ထမင်းစားပြီးတိုင်းဘိုက်ကယ်နေတာမျိုးလုံးဝမဖြစ်စေပါဘူးနေ့လယ်ဘက်ဒါမှမဟုတ်ညနေဘက်တွေမှာဂျင်းပြုတ်ရည်နွေးနွေးလေးတွေကိုပြားရည်အနှင်းငယ်ထည့်တောက်ပေးခြင်းကဦးလန်းချောင်းနံရံတွေကိုကျန်းမာစေပြီးအစာချေစနစ်ကိုပုံမှန်ဖြစ်အောင်အကောင်းဆုံးထိန်းသိမ်းပေးပါတယ်။တင်းဘောသည်ဒိန်ချင်နဲ့ဂျင်းဒီ၃မျိုးဟာဈေးကြီးပေးဝယ်စရာမလိုပဲအလွယ်တကူရနိုင်တာမို့တင်းရဲ့နေ့စဉ်စားတောက်မှုပုံစံထဲမှာမဖြစ်မနေထည့်သွင်းစားသုံးဖို့အကြံပြုလိုက်ပါတယ်။ဒီဗီဒီယိုလေးကတင်းအတွက်အကျိုးရှိတယ်ဆိုရင် like နှိပ်ပြီးချစ်ခင်ရသူတွေကိုပါမျှဝေပေးလိုက်ပါ။နောက်ထပ်ကျမ်းမာရေးအလီးကျင့်ကောင်းတွေကိုအမြဲလေလာနိုင်ဖို့ Tips for Health Channel ကိုအခုပဲ subscribe လုပ်ထားလိုက်ပါနော်